နိုင်ငံကျော်ဆွဲတဲ့ရတနာရွှေဆိုင်မှာဆောင်းလုံးလူတိုင်းရကြောင်းတော်ဝီဟာရတနာအမြင့်ကျော်စီဒါနာတတလက်ဖို့ကိုကြီးခံလာတဲ့ကိုယ်တော်ကြီးစီလမ်းငယ်ပါ